ပုံရိပ်ကြံတာတဲ့ဘာနဲ့ဖြတ်လို့အဆင်ပြေမလဲတဲ့ဒေတာနဲ့ဖြတ်တာတဲ့မပြတ်လို့ပါတဲ့ဒီမျိုးကလည်းကောင်းပါတယ်နော်ပေါင်းတွေကိုဒါဆေးရိုက်ပြီးပြီဆိုလို့ရှိရင်ဒါကော်ပြားတွေကိုကျွန်တော်တို့အစွန့်ဖြတ်ဆေးနဲ့ဖြတ်တယ်ပေါ့လေနော်ဒါမျိုးကော်ပြားတွေကတော့ကျွန်တော်တို့ပြောင်းသွားတယ်ဒါပေမဲ့ဘာတွေကျန်းနေကြလဲဆိုလို့ရှိရင်ရိုက်ထားတဲ့ကျွန်တော်တို့ဆေးအရိပ်တွေကျွန်တော်တို့ကျန်းနေတယ်ပေါ့နော်အဲ့လိုမျိုးကျန်းနေတဲ့အခါမှာကျွန်တော်တို့ကတင်တာနဲ့ဖြတ်တဲ့အခါမှာတချို့ဇာတွေကကျွန်တော်တို့ဖြတ်လို့ရတဲ့အနေအထားရှိတယ်တချို့ဇာတွေကကျတော့ပုံရိပ်ဖြတ်လို့မရတဲ့အနေအထားရှိတယ်ပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့ပုံရိပ်လေးတွေကျွန်တော်တို့အနှဲငယ်ကျွန်တော်တို့ကြံတတ်တယ်နော်အဲ့လိုမျိုးကြံတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဆင့်အနေနဲ့ဘာနဲ့ရှင်းရလဲဆိုလို့ရှိရင်ဓာတ်စီလိုပါတယ်နော်ပြီးရင်ဒါမျိုးခွန်းလိုပါတယ်ဓာတ်စီတဲ့ခွန်းနဲ့ကျွန်တော်တို့ကဘာလို့ရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဖက်ညှက်ပြီးတော့ကျွန်တော်တို့နော်စွတ်ပြီးတော့နှစ်ဖက်ညှက်ပြီးတော့ကျွန်တော်တို့ဒါမျိုးပို့ရပါတယ်နော်အဲ့လိုမျိုးပို့တယ်ဆိုလို့ရှိရင်ဒီဇာထဲမှာရှိတဲ့ကျွန်တော်တို့ကနော်အရိပ်ထဲမှာဆေးကြံတယ်ဆိုလို့ရှိရင်တော့ဒါမျိုးကျွန်တော်တို့ဆေးကြီးတွေထွက်ပါတယ်နော်ပြီးရင်နောက်ဆုံးတစ်ခုကျွန်တော်တို့လိုတာကဘာလိုတာလဲဆိုလို့ရှိရင် emulsion remover ဆိုတဲ့ဆေးကြီးတစ်မျိုးလိုပါတယ်နော်ဒါကတော့ဒဇဲတဲ့ဆိုင်ဒီမှာဝယ်လို့ရပါတယ် O emulsion cleaning agent လို့လည်းခေါ်ပါတယ်နော်အဲ့ဒါနဲ့ကျွန်တော်တို့ကနောက်ဆုံးချောသက်မှာခွန်းနဲ့ညှက်ပို့ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုအနေထားနေပြီးတော့အရေးမကျန်တဲ့အထိရောက်ပါတယ်နော်နောက်ဆုံးအရေးနည်းနည်းလေးကြံလဲဒါကျွန်တော်တို့ကအလင်းနဲ့ဒီလိုလေးတိုက်ကြည့်လိုက်ဇာရဲ့အရေးကိုကြော်ပြီးတော့ဇာရဲ့အတွင်းထဲမှာကျွန်တော်တို့က spot တွေအမိုက်တွေမရှိတော့ဘူးဆိုလို့ရှိရင်လည်းဒါအဆင်ပြေပါတယ်နော်โอเคပါအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်သိချင်တဲ့မေးခွန်းလေးတွေရှိတယ်ဆိုလို့ရှိရင် comment အောင်မှာမေးမြန်းထားခဲ့ပါကျွန်တော်တော့ကဘာသစ်ဒဇက်ရိုက်တင်တဲ့အကြောင်းရဲ့ founder ဆရာကိုလေးဝင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်